မင်္ဂလာပါ The Reading Room Channel ကနေစိတ်ဝင်စားစရာကောင်းတဲ့ကျမ်းမာရေးခေါင်းစဉ်တစ်ခုတည်းပြန်လာပါလေဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့နေ့စဉ်နေ့တိုင်းလိန်ဆက်ဆန်ခြင်းရဲ့ပိတ်ပံနိကြကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းပါလူအများစုစိတ်ဝင်စားကြတဲ့ဒီမိကုန်းဟာအင်တာနက်ပေါ်မှာအမျိုးမျိုးသောအယူအဆတွေဒန်တာရီတွေနဲ့ပြည့်နေတတ်ပါတယ်ဒီတော့ဒီနေ့မှာစေပညာအချက်လက်တွေကိုအခြေခံပြီးမှန်ကန်တဲ့အသိပညာတွေမျှဝေပေးသွားမှာဖြစ်ပါတယ်ကောင်းကျိုးများပထမဆုံးအနေနဲ့နေ့စဉ်လိန်ဆက်ဆန်ခြင်းရဲ့တက်တေတာရကထူးတဲ့အကျိုးကျေးဇူးတွေကိုကြည့်အောင်တစ်စိတ်ဖြီစီမှုလျော့ကျစေခြင်းလိန်ဆက်ဆန်ခြင်းမှာခန္ဓာကိုယ်ကအောက်ဆီတိုစင်ချစ်ချင်းမေတ္တာဟော်မုန်း endorphins တဘာဝအကွက်ခဲပြောက်စေ dopamine ပျော်ရွှင်မှုဟော်မုန်းတွေထပ်ရှိပါတယ်ဒီဟော်မုန်းတွေဟာ cortisol စိတ်ဖြီစီမှုဟော်မုန်းပမာဏကိုလျော့ကျစေပြီးစိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်နေ့စဉ်ဆက်ဆံခြင်းဟာနာရာကြီးစိတ်ဖြီစီမှုကိုထိန်းချုပ်ရမှာအထောက်အကူချက်နိုင်ပါတယ်။နှစ်ကိုယ်ခံအားစနစ်မြင့်တင်ခြင်းစီတန်တက်ကတူရဲ့လေးလာချက်တစ်ခုအရာပုံမှန်လိန်စိတ်ဆန်သူတွေမှာ immunoglobulin A ပမာဏပိုမြင့်မာတာကိုတွေ့ရှိရပါတယ်။ AIGA ဟာကိုယ်ခံအားစနစ်ရဲ့အဓိကတက်ဆင်မှုတစ်ခုဖြစ်ပြီးယောဂပိုးမာတွေကိုတိုက်ထုတ်ပေးပါတယ်။တပတ်ကိုတစ်နှစ်ချင်းဆက်ဆံသူတွေဟာလုံးဝမဆက်ဆံသူတွေထက်ကိုယ်ခံအား30%ပိုကောင်းတယ်လို့လေးလာချက်တစ်ခုကဆိုပါတယ်။ X ဆက်မှုအရေးတွေတိုးတက်ခြင်းလိန်ဆက်ဆံပြီးချိန်မှာ oxytocin တင် prolactin ဟော်မုန်းတွေထွက်ရှိပြီးဒါတွေဟာအိတ်ချင်စေကိုဖြစ်ပေါ်စေပါတယ်။ orgasm ရောက်ပြီးချိန်မှာခန္ဓာကိုယ်ကပြေးလွှတ်ရောက်သွားပြီးနှစ်ကြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ဆက်ဆံရေးခိုင်မာမှုတိုးတက်ခြင်းနေ့စဉ်ရုပ်ပိုင်းဆိုင်ရာချစ်ခင်မှုပြသခြင်းဟာစုံတွဲအကြယုံကြည်မှုနဲ့ချစ်ခင်မှုကိုမြင့်တင်ပေးပါတယ်။2015ခုနှစ်ကလေ့လာချက်တစ်ခုအရမကြာခဏလိန်ဆက်ဆန်တဲ့စုံတွဲတွေဟာဆက်ဆံရေးကျဉ်းမှုပိုမြင့်မာတာကိုတွေ့ရှိရပါတယ်။စိုးကျိုးများနဲ့သတိပြုရမယ့်အချက်များဒါပေမဲ့နေ့စဉ်လိန်ဆက်ဆန်ခြင်းမှာသတိပြုရမယ့်အချက်တွေလည်းရှိပါတယ်။တစ်လိန်အင်္ဂါပင်ပန်းနွမ်းထန်ခြင်းခန္ဓာကိုယ်ရဲ့များသည့်အစိတ်ပိုင်းကိုမဆိုအလွန်အကျွမ်းသုံးရင်ပင်ပန်းတတ်ပါတယ်။နေ့စဉ်လိန်ဆက်ဆန်ခြင်းဟာမိမကိုယ်သို့မဟုတ်လိန်တန်းမှာပွမ်းပဲခြင်းရားရန်ခြင်းခြောက်သွေးခြင်းတွေဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်လုံလောက်တဲ့ချော်စီမတုံဘူးဆိုရင်ဒီပြဿနာတွေပိုဆိုးနိုင်ပါတယ်။လိန်စွမ်းအားကျဆင်းနိုင်ခြင်းအမျိုးသားတွေတဲ့နေ့စဉ်လိန်ဆက်ဆန်ခြင်းဟာသူ့ရဲ့ပမာဏကိုယာယီလျော့ကျစေနိုင်ပါတယ်။တချို့အမျိုးသားတွေမှာထွက်ရခဲခြင်းတို့မဟုတ်နောက်ဆုံးအဆင့်မရောက်ခြင်းစတဲ့ပြဿနာတွေကြုံရနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာဖိအားဖြစ်နိုင်ခြင်းလိန်ဆက်ဆန်မှုကိုတာဝန်တစ်ခုလိုခံစားလာရင်ဒါဟာစိတ်ဖိစီးမှုတစ်မျိုးဖြစ်လာနိုင်ပါတယ်။နှစ်ဦးနှစ်ယောက်သဘောတူညီမှုမရှိဘူးဆိုရင်ဆက်ဆံရေးမှာမညီမျှမှုတွေဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးအန္တရာယ်များနေ့စဉ်လိန်ဆက်ဆန်ခြင်းကြောင့်အောက်ပအန္တရာယ်တွေရှိနိုင်ပါတယ်။ပိုးဝင်ခြင်းအထူးသဖြင့်မိမကို pH ပြတ်တဲ့ yeast infection ဖြစ်နိုင်ခြေရှိပါတယ်။စီးလိုင်းကြောင့်ပိုးဝင်ခြင်းအန္တရာယ်မြင့်မားခြင်း STD SDI အန္တရာယ်မြင့်မားခြင်းကာကွယ်မှုမရှိဘဲဆက်ဆံမိရင်ဘယ်လိုမျှညည်းထိမ့်မလဲဆိုတာကိုဆက်လက်ဆွေးနွေးရအောင်ပါ။ဒီတော့နေ့စဉ်ဆက်ဆံဖို့လိုသလားဒါမှမဟုတ်ဘလောက်နှုံးကအကောင်းဆုံးလဲဆိုတော့အဖြေကလူတိုင်းအတွက်မတူပါဘူး။တုတ်ရှည်ချက်၄ချက်ရှိပါတယ်။တစ်ပင်ကိုလင်စိတ်ကိုနားလေပါ။လူတစ်ယောက်အချင်းစီမှာပင်ကိုလင်စိတ်ကွာခြားပါတယ်။တချို့အတွက်နေ့စဉ်လင်ဆက်ဆံချက်ရပြီးတဲ့နှုန်းလဲတချို့အတွက်ကတော့တပတ်တစ်ချိန်ပဲလုံလောက်နိုင်နေပါတယ်။မိမိရဲ့တဘာဝလင်စိတ်ကိုလိုက်နာပါ။နှစ်အရေးတွေးကိုဦးစားပေးပါ။အရေးအတွက်ထက်အရေးတွေးကပိုအရေးကြီးပါတယ်။နှစ်ဦးနှစ်ယောက်ကျေနပ်မှုရှိတဲ့ချစ်ခင်မှုပြည့်ဝတဲ့တစ်ချိန်တည်းဟာအရေးသွေးမြတ်တဲ့ချိန်တည်းပိုကောင်းပါတယ်။၃ဆက်သွယ်မှုပြောဆိုခြင်းအရေးကြီးပါတယ်။စုံတွဲတိုင်းလင်းဆက်ဆက်နှုံးကိုပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ဖို့အရေးကြီးပါတယ်။ငါဒီနေ့ပင်ပန်းနေတယ်လို့ငါဒီအချိန်မလိုချင်ဘူးလို့ဆိုတာမျိုးကိုရှင်းရှင်းလင်းလင်းပြောဆိုနိုင်ရပါမယ်။၄ကျမ်းမာရေးနီလန်းတွေ၃ပါ။နေ့စဉ်လင်းဆက်ဆံမယ်ဆိုရင်လုံလောက်တဲ့ချော်စီ၃ပါ။ STD SDI ကာကွယ်မှုကိုမမေ့ပါနဲ့။မိမကိုတန်ရှင်းဤကိုဂရုစိုက်ပါ။ဒါပေမဲ့တောက်ချင်းလွတ်တာမျိုးရှောင်ပါ။ရေမဲမြတော့ပါ။တပတ်ကို2-3ချိန်လောက်ဆက်ဆံခြင်းဟာအများစုအတွက်ကျန်းမာရေးနဲ့ညီညွတ်တည်ဆက်ဆံရေးကိုလည်းကောင်းစွာအထောက်အကူပြုနိုင်ပါတယ်။နေ့စဉ်လိန်ဆက်ဆံခြင်းကိုစံချိန်တစ်ခုလိုမတတ်မှတ်စေပါနဲ့။ဒီတော့နီးကုန်းချုပ်ရမယ်ဆိုရင်နေ့စဉ်လိန်ဆက်ဆံခြင်းဟာကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနိုင်တယ်လို့သတိပြုရမယ့်အချက်တွေလည်းရှိပါတယ်။အရေးကြီးဆုံးကတော့ listen to your body communicate with your partner
သင်ခန္ဓာကိုယ်ရဲ့အချက်ပြကိုနားထောင်ပါသင်မိဘရဲ့လိုအပ်ချက်တွေကိုနားလည်အောင်ကြိုးစားပါလိင်ဆက်ဆံခြင်းဟာပျော်ရွှင်မှုအတွက်သာဖြစ်တင်ပြီးတာဝန်တစ်ခုမဖြစ်တင်ပါဘူးဒီဗီဒီယိုဟာအသိပညာပေးရည်ရွယ်ချက်အတွက်သာဖြစ်ပြီးကျမ်းမာရေးဆိုင်ရာအကြံပေးမဟုတ်ပါဘူးလိင်ဆက်ဆံမှုနှုံးနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တစုံတရာရှိရင်ဆရာဝန်တို့မဟုတ်လိင်ပညာပေးကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးဖြစ်ပါလောကျေးဇူးတင်ပါတယ်ဒီလိုအသုံးဝင်တဲ့အချက်လက်တွေကိုဆက်လက်ရရှိဖို့ The Reading Room YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်တို့ရဲ့လက်ကလောင်းခေါင်းလောင်းကိုနှိပ်ပြီးဗီဒီယိုအသစ်တွေရဲ့အသီးပေးချက်ကိုရထားပါသင်ရဲ့မေးခွန်းတွေတောင်းဆိုချက်တွေရှိရင် comment မှာရေးခဲ့ပါကျမ်းမာပြိုစင်ပြီးညတာတဲ့လင်ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။